မင်္ဂလာပါ2026ခုနှစ်နှစ်တရဲ့ပထမအပတ်ရှမ်းထမြောက်တော်မူရာနေ့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုကျွန်တော်ကျမတို့တနေ့ကုန်เนาะဒါတတ်နိုင်တယ်လို့ရှီမောင်ကိုကိုွယ်ခဲ့ကြပြီလို့ယုံကြည်ပါတယ်ကျွန်တော်တို့ငကပတ်တော်တစ်ချက်လောက်ခွန်အားပေးခြင်းတာဖြစ်ပါတယ်ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းဆိုတဲ့အကြောင်းအရာနဲ့ဆက်ဆိုင်ပြီးမှကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းကတနည်းအားဖြင့်ဆိုရင်ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကဝယ်ယူလို့ရတဲ့အရာတစ်ခုမဟုတ်ပါဘူးဘုရားသခင်ရဲ့ချီးမြှောက်ခြင်းကိုဖြန့်လန်းနည်းနဲ့လဲကျွန်တော်တို့ရှာလို့မရနိုင်ပါဘူးကျွန်တော်တို့ယုံကြည်သူအတိုင်းအဝိုင်းထဲမှာအချို့ကဘုရားပေးတဲ့ချီးမြှောက်ခြင်းเนาะဘုရားသခင်ရဲ့ဒီမျက်နှာသာကိုယုံကြည်ဝန်ခံရုံနဲ့ရနိုင်တယ်လို့ခံယူထားတဲ့သူတချို့ရှိပါလိမ့်မယ်သွန်သင်နေတဲ့ဆရာသမားများလည်းကြားဘူးကြပါလိမ့်မယ်ကျွန်တော်ဆိုလိုချင်တာကเนาะကျွန်တော်တို့ဒီတန်ဖိုးရှိတဲ့အရာဆိုတာကလွယ်နဲ့ပဲတော့မှမရနိုင်ပါဘူးဖခင်ရဲ့ချီးမြှောက်ခြင်းဆိုတာကလည်းဖခင်သတ်မှတ်ထားတဲ့အချိန်เนาะဖခင်ပြင်ဆင်ပေးတဲ့ကာလကိုကျွန်တော်တို့စောင့်ရတာဖြစ်ပါတယ်အဲ့တော့ကျမ်းစာထဲမှာကျွန်တော်ယောသရဲ့เนาะအသက်တာတစိတ်တပိုင်းကိုအမိပြုတ်ပြီးမှကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်ကပ္ပဦးကျမ်း39အငယ်3သူဖက်၌ထာဝရဘုရားသည်ရှိတော်မူ၍သူပြုလေရာရာ၌အောင်စီတော်မူကြောင်းကိုသခင်လည်းသိမြင်၏နောက်တစ်ချက်ဖတ်ပါဦးမယ်ကပ္ပဦးကျမ်း39အငယ်23ထိုနောက်ထောင်မူသည်ထောင်အမှုကိုကိုယ်တိုင်ပြန်၍မကြည့်မရှုရအကြောင်းမူကားထာဝရဘုရားသည်ယောသဘတ်မှရှိ၍သူပြုလေရာရာ၌အောင်စီတော်မူတည်းယောသရဲ့အသက်တာမှာဘုရားရဲ့ချီးမြှောက်ခြင်းကိုခံရမယ်เนาะဘုရားရဲ့မျက်နှာသာပေးခြင်းကိုသူခံရလိမ့်မယ်ဆိုတဲ့အကြောင်းအရာကသူအသက်ငယ်စဉ်ကာလကလေးကယူပါယုံအားဖြင့်เนาะအိမ်မက်ယူပါယုံအားဖြင့်သူခံခဲ့ရတာဖြစ်တယ်သူခံခဲ့ရအကြောင်းကိုလည်းဒါသူရဲ့မိဘတွေတည်တယ်ညီအကိုမောင်နှမတွေတည်တယ်ဒီရဲ့ယူပါယုံเนาะဒီရဲ့ဖျားပေးထားတဲ့ဂတိတော်ကြောင့်ညီအကိုတွေเนาะသူ့ကိုမချေနှပ်ဘူးမနာလိုဘူးသူ့ကိုဆုံးရှုံးစေခြင်းနဲ့သူ့ရဲ့ယူပါယုံခံထားရတဲ့အရာအတိုင်းမဖြစ်ဖို့ရန်အတွက်ပေါ့เนาะဒါသူတို့ကအမျိုးမျိုးကြံစီခဲ့ကြပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့တိတဲ့အတိုင်းပဲယောသကညီအကိုတွေရဲ့ရောင်းစားခြင်းကိုခံခဲ့ရတဲ့အခါမှာကိုရန်တော်မူဖောတိပါအင်ကိုသူရောက်တယ်သခင်ရဲ့မျက်နှာသာပေးခြင်းကိုစပြီးမှသူခံစားရတယ်သူလှုပ်တဲ့အလှုပ်တိုင်းမှာအောင်မြင်တယ်ဘာကြောင့်လဲဖယားသခင်ကသူ့ဘက်မှာရှိတဲ့အတွက်ဖြစ်တယ်45 years နီးတဲ့နော်မြူဆွေဖြာယောင်းခြင်းကိုလည်းသူကအောင်မြင်တဲ့အခါမှာခံစားရတဲ့ဆုလက်ကထောင်သွင်းအကျဉ်းချတာဖြစ်တယ်ဆိုတော့ထောင်ထဲရောက်တဲ့အခါမှာလဲထောင်မူကသူ့ကိုမျက်နှာသာပေးတယ်ဘာကြောင့်လဲသူ့ဘက်မှာဖယားသခင်ရှိတဲ့အခါမှာသူလှုပ်တဲ့အလုပ်တိုင်းအောင်မြင်တယ်အဲ့တော့ဟုတ်ပြီဒီနှစ်ချက်လောက်ကိုပဲကျွန်တော်ကစင်ချန်ပြီးမှเนาะခွန်အားယူစေချင်တာဖြစ်ပါတယ်ဖယားရဲ့ချီးမြှောက်ခြင်းเนาะဖယားရဲ့မျက်နှာသာပေးခြင်းဆိုတာကအသလောက်လွယ်ကူတော့ရတာမဟုတ်ပါဘူးယောသကိုဖယားသခင်ချီးမြှောက်တဲ့အခါမှာယောသရဲ့အသက်တာကိုဖယားသခင်မျက်နှာသာပေးကြောင်းကျွန်တော်တို့ကဘာအားဖြင့်သိရတယ်လဲဆိုတော့ဖယားရဲ့
အတူပါရှိဂျန်အားဖြင့်တည်ရတာဖြစ်ပါတယ်ဖခင်ရဲ့ချီးမြှောက်ခြင်းကဖခင်ရဲ့မျက်နှာသာပေးခြင်းကရွှေတုံးရွှေတခဲမဟုတ်ပါဘူးငွေသိန်း1000ငွေသိန်း2000မဟုတ်ပါဘူးကျွန်တော်တို့ပိုင်ဆိုင်ရရှိထားတဲ့ငွေကြေးဥစ္စာဒီအရာနဲ့ဖခင်ရဲ့ချီးမြှောက်ခြင်းကိုတိုင်းတာလို့မရပါဘူးအဲ့ဒါလို့ပြောလို့လဲနော်ဒီအရာတွေပိုင်ဆိုင်ထားတဲ့သူကဖခင်ရဲ့ချီးမြှောက်ခြင်းမခံရကြောင်းကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးဖခင်ရဲ့ချီးမြှောက်ခြင်းဆိုတာကဖခင်ရဲ့မျက်နှာသာပေးခြင်းဆိုတာကအဖို့အခပေးရပါတယ်နော်ဒီတစ်ချက်ကိုပထမကျွန်တော်တို့မှတ်သားစေချင်ပါတယ်အဖို့အခမရှိဘဲနဲ့ဖခင်ရဲ့မျက်နှာသာပေးခြင်းမရနိုင်ပါဘူးယုံကြည်ဝန်ခံကြွေးကြော်နေုံနဲ့ငါတော့ချီးမြှောက်ခြင်းခံရပါတယ်ငါတော့ချီးမြှောက်ခြင်းခံရအောင်မယ်ဆိုတဲ့ကြွေးကြော်ယုံလောက်နဲ့ဒီအရာကဖြစ်တည်လာမှာမဟုတ်ဘူးယောသက်ကငါတနေ့ကျရင်ဘယင်ဖြတ်မှာတနေ့ကျရင်ဖခင်ငါ့ကိုချီးမြှောက်မှာသူဝန်ခံကြွေးကြော်မနေပါဘူးသူရဲ့ယူပါယုံเนาะဖခင်ပေးထားတဲ့ဒီယူပါယုံပြီးပြည့်စုံစေဖို့ရန်အတွက်ပမာဏပထမတစ်ချက်အနေနဲ့ဆိုရင်သူကအဖို့အခအများကြီးပေးရတာဖြစ်ပါတယ်တွေးချွေးเนาะဒီအရာတွေကိုအရင်မှသိပြီးမှသူရဲ့အတ္တတာကိုဖခင်သခင်ကပုံသွင်းပြုပြင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်လွယ်လွယ်ကူကူနဲ့ဖခင်ရဲ့ချီးမြှောက်ခြင်းကယောသရဲ့အတ္တတာထဲမှာခံစားရရှိတာမဟုတ်ပါဘူးအသက်18နှစ်ကတည်းကကျွန်အဖြစ်နဲ့သူကအယောင်စားခံရတယ်အသက်30ပြည့်တဲ့အခါမှတာလျင်အဲ့ဂရုပြီးမှဒါပြီးအုပ်မြင့်အဖြစ်နဲ့သူချီးမြှောက်ခြင်းခံခဲ့ရတာဖြစ်တယ်ဂျားထဲမှာဒါတခင်ပေါတိပါရဲ့ယုံကြည်ပေးမှုကိုသူရတယ်ထောင်မှုရဲ့မျက်နှာသာပေးခြင်းကိုသူရတယ်ဒီအရာကသူ့ရဲ့အဖို့အခပေးနေခြင်းကိုဖခင်ကမျက်ကွယ်မပြုဘူးဆိုတဲ့ဒီအချက်ကိုထင်ရှားစေတာဖြစ်တယ်ဒါကြောင့်မိဘညီအကိုမောင်နှမများဖခင်ရဲ့ချီးမြှောက်ခြင်းကဘယ်တော့မှလွယ်လွယ်ကူကူမလာပါဘူးเนาะဖြန့်လန်းမရှိပါဘူးအဖို့အခပေးရပါလိမ့်မယ်သွေးတွေချွေးတွေနဲ့ကျွန်တော်တို့ယဉ်နီးပြီးမှဖခင်ရဲ့ချီးမြှောက်ခြင်းကိုအချိန်ကာလစိတဲ့အခါမှာဖခင်ကကျွန်တော်တို့ကိုပြီးပြည့်စုံစီမှာဖြစ်တယ်နောက်ဒုတိယတစ်ခုကသစ္စာရှိခြင်းဆိုတဲ့ဒီအရာကိုလည်းတတိပြုစီခြင်းပါတယ်ယောသရဲ့အတ္တတာထဲမှာယောသကလူမြင်တဲ့အချမ်းမှာရောလူမမြင်တဲ့အခြားတစ်ဖက်မှာရောယောသကသစ္စာရှိတဲ့သူဖြစ်ပါတယ်ဂျွန်ဖြစ်ကလင်းစားသူ့ရဲ့တခင်ပေါ်တီပါကိုသူသစ္စာရှိပါတယ်သူ့ရဲ့တခင်မကိုသူသစ္စာရှိတယ်ဖယားတခင်ကိုသူသစ္စာရှိတယ်သူ့ရဲ့သစ္စာရှိခြင်းကလက်တလောကာလအတွက်ဆိုရင်တော့ထောင်တွင်းအကျဉ်းချခြင်းဆိုတဲ့ဒဏ်ကိုသူခံခဲ့ရတာဖြစ်တယ်သို့တော်ညာလဲဖယားကသူ့ရဲ့သစ္စာရှိခြင်းကိုမပြတ်ပယ်ဘူးဖယားကသူ့ရဲ့သစ္စာရှိခြင်းကိုတတိပြုမိတယ်ဖယားကသူ့ရဲ့သစ္စာရှိခြင်းကိုမှတ်သားထားပြီးမှအချိန်ကာလစိတ်ဆုံးတဲ့အခါမှာဖယားသူ့ကိုဂတိပေးထားတဲ့အတိုင်းဖယားသူ့ကိုဗျာဒိတ်ယူပါယုံပေးတဲ့အတိုင်းပဲသူဖယားရဲ့ချီးမြှောက်ခြင်းကိုခံခဲ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလဲကျွန်တော်တို့လုံနိုင်တဲ့အတိုင်းအတာပမာဏနဲ့ဆက်လင်းပြီးမှဖယားသခင်ကစုကျေးဇူးတွေချပေးထားတာဖြစ်တယ်မြင်တွေ့ရတဲ့ငွေကြေးဥစ္စာကောင်းကြီးမင်္ဂလာပေးထားတာဖြစ်တယ်ခွန်အားတွေပေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကိုဖျားပေးထားတဲ့ခွန်အားတွေဖျားပေးထားတဲ့ငွေကြေးဥစ္စာတွေဖျားပေးထားတဲ့စုကျေးဇူးတွေကိုကိုကျိုးအတွက်သာမဟုတ်ပဲနဲ့ဖျားသခင်အရှိမရောလူတွေအတွက်ပါကျွန်တော်တို့ကသစ္စာရှိစွာအစီခံရမှာဖြစ်တယ်မျှဝေရမှာဖြစ်တယ်အတော့တော့ခံရမှာဖြစ်ပါတယ်ဒီတော့ယောသရဲ့အသက်တာထဲမှာယောသကိုဘုရားသခင်ချီးမြှောက်တဲ့ချီးမြှောက်ခြင်းကယုံကြည်ကြွေးကြော်ဝန်ခံနေုံနဲ့ရရှိလာခဲ့တာမဟုတ်ပါဘူးယောသကသွေးတွေချွေးတွေနဲ့အရင်အနည်းပြုပြီးမှဘုရားသခင်ရှေ့မှာသစ္စာရှိစွာအသက်ရှင်ခဲ့တဲ့အတွက်ဘုရားရဲ့ချီးမြှောက်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်2026ခုနှစ်မှာဘုရားရဲ့ချီးမြှောက်ခြင်းကိုခံယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာတော်၎င်း
ကျွန်တော်ရဲ့မိသားစုအပေါ်မှာတော်၎င်းကျွန်တော်ရဲ့အသင်းတော်အတွက်တော်၎င်းအဖို့အခအများကြီးပေးပါတစ္ဆာရှိစွာအစီခံပါဒါဆိုရင်ကာလအချိန်စိတ်ဆုံးတဲ့အခါမှာဖခင်ရဲ့ချီးမြှောက်ခြင်းကိုကျွန်တော်တို့ခံစားရမှာဖြစ်တယ်ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့အပင်ခွန်အားယူချင်တာဖြစ်တယ်ဖခင်သခင်အရောက်တိုင်းအပေါ်မှာကောင်းချီးမင်္ဂလာတော်လောင်းပါစေ